ရာဇော်မင်းပါလို့အခုချိန်မှာည10 နာရီခွဲရှိတော့ပါပြီ9 ရက်နေ့ည10 နာရီခွဲဖြစ်တယ်ဘုရားရှင်ကျေးဇူးတော်ကြောင့်မနေ့ကကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းဒီနေ့ညမှာကျွန်တော်အနာရောဂါငြိမ်းခြင်းနဲ့ပတ်သက်ပြီးမှဆုတောင်းမယ်လို့ပြောခဲ့ပါတယ်သို့တော်လည်းဘုရားရှင်ကတမျိုးတစ်ပုံပို့ဆောင်ပါတယ်လို့ကျွန်တော်အသင်းတော်ရဲ့လူငယ်များဖြစ်တဲ့ Disciple for Christ DFC အဖွဲ့ကကောင်းကင်တကားဖွင့်ခြင်းနဲ့ရွှေတကားနဲ့တေမင်းတကားဆိုတဲ့အကြောင်းကိုပြသပြသွားပါတယ်ပြသွားတဲ့အခါမှာဘုရားရှင်ဝင်တော်သွန်လောင်းတယ်ဘုရားရှင်မဆာခြင်းရှိသောကြောင့်ကျွန်တော်တို့အသင်းတော်ကတရုတ်ဆရာများကဆုံးဖြတ်ပြီးတော့မှတရားဟောခြင်းမှုကိုမပြုတော့ဘဲနဲ့ဖိတ်ခေါ်ခြင်းကိုပြုလိုက်တဲ့အခါမှာဘုရားရှင်ကအဟောဖွယ်ရာ111ယောက်သောသူကိုဘုရားရှင်ရှေ့တော်မှာကိုတိုးဝင်လာပြီးတော့မှဒီခွတ်တော်မိမိရဲ့ကဲတင်မှာရှင်ပြည့်ယုံကြည်လက်ခံဖို့ဆုံးဖြတ်သွားကြပါတယ်။တို့ဝန်ခံသွားကြတယ်နှလုံးသားဖွင့်သွားကြတယ်ဘုရားရှင်နာမတော်ဘုန်းကြီးပါစေ။ရောက်ရဘုရားရှင်ကောင်းချီးပေးပါစေ။ဒီပြဿနာတွေကအင်မတန်မှကောင်းတယ်။ကျွန်တော်လည်းနှလုံးသားနဲ့မျက်ရည်နဲ့ကြာခွင့်ရခဲ့ပါ။တို့တော်လည်းဘုရားရှင်ထိုထက်မှအလွတ်လွတ်သောကြောင့်ဘုရားရှင်နာမဘုန်းကြီး။တည့်ရဆူတောင်းခြင်းကြောင့်ဖြစ်တယ်။ကျွန်တော်ရဲ့ပါဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ဒီရောက်တိုင်းပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေ။